Okay ဒီနေ့ကကြတော့ we are learning perfect perfect ကR spine point lines မှာ perfect လေးတွေပြန်ပါတယ်ပေါ့နော်perfect လေးတွေအစားအနေတစ်ချက်ပြန်ပြောပေးမယ်perfect ban benusen via das perfect ကိုပဲချိန်မှာသုံးလဲဆိုရင် ban via über vergangenheit expression present ဆိုလို့ရှိရင် yes weiter was machst du weiter Weiter arbeite ich nicht. Ich esse im Restaurant. Ich trinke ein Glas Rotwein. Dann gehe ich tanzen und heute ist mein Geburtstag. Okay, das ist present. Ja, wir benutzen diese Verben und konjugieren diese Verben nur als present. Aber wenn diese Ereignisse, die for eine Stunde längere Danai, da man mal gestern mehr pipi for 2 Wochen mehr pipi for 5 Jahre mehr pipi. Take up checkere ha solution benutzen wir diese Verben, die Verb die along a ba phit tam le, ba phit phit tam hai. အဲ့တော့ machen ဆိုရင် was hast du gemacht? Arbeiten ဆိုရင် ich habe gearbeitet. Essen ဆိုရင် ich habe gegessen. Trinken ဆိုရင် ich habe getrunken. Schlafen ဆိုရင် ich habe geschlafen. အဲ့တော့ gehen ဆိုလဲ ich bin gegangen အဲ့ဒါမျိုးတွေသုံးတာပေါ့နော်အဲ့တော့ဒါကအတိတ်ကိုပြောတဲ့အခါမှာပထမဦးဆုံးရိုးရိုးစလုံးနေဆိုရင် Verb ကသူက die meisten Verben benutzt man in der Vergangenheit mit dem perfect ကိုသုံးတယ် perfect ကိုတည်ဆောက်တဲ့အခါမှာ meisten Verben verb အများစုက bilden man mit haben plus participle perfect haben နဲ့ participle perfect နဲ့ကိုတွဲပြီးတော့တည်ဆောက်ပေးရတယ်အဲ့တော့ haben ကဒါကသူကအကူကရိယာလိုမျိုးဖြစ်သွားတာပေါ့နော်အကူကရိယာလိုမျိုးဖြစ်သွားပြီးတော့ was hast du gestern gemacht နောက်ဆုံးမှာဒီ marken လေးက haben gemacht ဖြစ်သွားမယ် ich habe 10 Stunden gearbeitet 10 နာရီအလုပ်လုပ်ခဲ့ဘူးတယ် dann habe ich ein Brot gegessen ပါမုန်တစ်လုံးစားခဲ့တယ် hast du auch Tennis gespielt နင် tennis ကစားခဲ့ပြီလားအဲ့ဒါမျိုးတွေဆိုရင်ဒီမှာ am under မှာ participle ဘိုင်းလေးကနောက်ကိုရောက်ပြီးတော့အခုကရိယာလေးတွေက positions ဘိုင်းမှာရောက်ပေးရမယ်သူ့ကိုကြတော့အနောက်ဆုံးထိပေါ့နော်ပို့ပေးရမယ်အဲ့ဒါ perfect ရဲ့တိဆောက်ပုံတော့နော်အဲ့တော့ perfect တိဆောက်တဲ့အခါမှာ infinity တွေကို participle perfect ပြောင်းရမယ်ပေါ့နော် participle perfect ပြောင်းတော့မယ်ဆိုတော့ဘယ်လိုပြောင်းမလဲဆိုရင်ပုံမှန်ကတော့အရှိမဂေးကတ်တယ်အနောက်မှာထေကတ်လိုက်တာပဲဒါပဲအဲ့တော့ marken ဆိုရင် gemacht arbeiten ဆိုရင် gearbeitet fragen ဆိုရင် gefragt das sind die regelmäßig Verben ပုံမှန် verb တွေဆိုရင်တော့အဲ့ဒီပုံစံအတိုင်းတိဆောက်တယ်ပေါ့နော်ဒါပေမဲ့တကယ်လို့ irregular verb တွေဖြစ်သွားပြီဆိုလို့ရှိရင်တော့ nehmen ဆိုရင် genommen ဖြစ်သွားတယ် helfen ဆိုရင် geholfen schreiben ဆိုရင် geschrieben ဒါကကြတော့ဂျားတွေကစလုံးလေးတွေက vowel လေးတွေချိန်သွားတာပေါ့နော် vowel လေးတွေချိန်သွားတာကြောင့်သူက on regular message verb လေးတွေအဲ့ဒါလေးတွေက grammar စာအုပ်တွေလေးတွေမှာဆိုရင်သူကအဲ့လို list လေးတွေနဲ့ပေးထားတာရှိတယ်ပေါ့နော်သူကတော့စလုံးကိုကြက်ရတာပေါ့နော်ပုံမှန်လိုမျိုး regular form လေးလိုမျိုးသူက format မရှိဘူးပေါ့အရှိမ g ကတ်နောက်မှာ t ကတ်ပြီးသွားတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ရှေ့မှာ g ကတ်ပြီးတော့နောက်မှာ an ကတ်တယ်နောက်တစ်ခုကကြားတဲ့ vowel လေးတွေချိန်သွားတယ်ပေါ့နော်နောက်တစ်ခုကနောက်တစ်မျိုးလေးရှိသေးတယ်အဲ့ဒါက mish verban လို့ခေါ်တယ် mish verban ဆိုတာဘယ်လို verb မျိုးလေးလဲဆိုရင်သူက vowel လဲချိန်တယ်နောက်ကကြတော့ an မဟုတ်ဘဲနဲ့ t ကတ်ထားတာပေါ့နော် bringen gebracht kennen gekannt brennen gebrannt wissen gewusst အဲ့လိုမျိုးစလုံးလေးတွေဖြစ်သွားအဲ့ဒါကြောင့်သူကbring ဆိုရင် brag can ဆိုရင် can't brand ဆိုရင် brand အဲ့လိုမျိုး wissen ဆိုရင် wusst စလုံးလေးတွေအဲ့လိုမျိုးလေးပြောင်းသွားတာပေါ့နော်အဲ့တော့ participle perfect ကပြောင်းပုံပြောင်းနေတာ၃မျိုးရှိတယ်အဲ့တော့ဘယ် verb က regular message လား on regular message လား mish verb လားဆိုတာတော့အဲ့လိုမျိုးဇယားလေးတွေနဲ့ကိုကတွဲပြီးတော့မှတ်ရမှာပေါ့နော်နောက်တစ်ခုက perfect က manchmal benutzen wir mit sein sein နဲ့လည်းတွဲသုံးတယ်အဲ့တော့ဘယ်လိုအခြေအနေမျိုးမှာ sein နဲ့တွဲသုံးလဲဆိုရင်ဒီမှာ position wechsel ဆိုတာဒီမှာနေရာပြောင်းသွားတာပေါ့နော် ich bin aufgestanden ဒါဆိုရင် aufstehen အဲ့ရထားတာ
အဲ့ရထတာဆိုရင် position ကအဲ့နေရာကနေပြီးတော့ထလိုက်တာဖြစ်တဲ့အတွက် position ပြောင်းသွားတယ်နောက်တစ်ခုက ich bin zur Arbeit gegangen အိမ်မှာရှိနေရကနေအလုပ်ကိုသွားခဲ့တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ဒါသွားခဲ့တယ်လာခဲ့တယ်ဆိုတာကိုလုပ်ခဲ့တဲ့အတိတ်မှာ location ရွေ့ခဲ့တယ်position location ဆိုတာ position လို့ပြောရင်ပုံမှန်တယ်ဘာလို့ဆိုတော့ထိုင်ကုန်ပေါ်ကနေထတာတို့အောက်ကိုပြုတ်ကြတာတို့ပါသူက verb sign သုံးတာဖြစ်တဲ့အတွက် position အနေထားရွေ့ခဲ့တယ်ဆိုလို့ရှိရင်သုံးတယ်ပေါ့ဒီမှာတစ်ခုသိထားမှာ movement နဲ့မဆိုင်ဘူးเนาะလောက်ရှားတာ spielen ကို cocken ကို verb sign တွေလိုက်သုံးစရာမလိုဘူး तू ကဒီတိုင်းပဲ position အနေထား change သွားတဲ့ဟာမျိုးကို तू ကပြောင်းရမှာ verb sign ကိုသုံးပေးရမှာပေါ့နော်နောက်တစ်ခုကကြတော့ situation vexer လို့ခေါ်တယ် situation vexer ဆိုတာအခြေအနေပြောင်းသွားတာပေါ့အခြေအနေပြောင်းသွားရဆိုတာငါကနိုးလာတယ် ich bin aufgewacht နိုးလာတယ် ich bin gewachsen ငါကထွားလာတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်လည်းသူကဘာသုံးပေးရလဲဆိုရင် verb sign ကိုသုံးပေးရတယ်အဲ့တော့ထွားလာတာတို့နောက်တစ်ခုကအဲ့နေရာနေနိုးလာတာတို့ situation change သွားတာပေါ့နော်ဥမာပောက်ကွဲတာတို့ explodieren ဖြစ်တာတို့ sterben သေတာတို့ညှိုးသွားတာတို့အဲ့လိုမျိုးပေါ့နော်အနေထားလေးကပန်းပွင့်လေးကလမ်းနေရနေညှိုးသွားတာတို့အဲ့လိုစလုံးနေအဲ့လို verb တွေဆိုလို့ရှိရင်လည်းသူက verb sign အဲ့တော့ကိုလုပ်ခဲ့တဲ့အလုပ်ကတခုခု changes တခုခုဖြစ်ခဲ့တယ်ဆိုရင် verb sign ကိုသုံးရတဲ့သဘောပေါ့နော်အဲ့တော့ mindstand verben တွေကတော့ haben နဲ့တိစောက်တယ်ဒါပေမဲ့တချို့ပဲ nur einige verben ပဲ verb sign နဲ့တိစောက်ပေးရတယ်အဲ့တော့ verb sign နဲ့တိစောက်တယ်ဒီဟာဆိုရင်ဒါ position A ကနေ position B ကို change သွားတယ် verb တွေကဒီလို verb တွေဘာ verb တွေလဲဆိုရင် abfahren စတင်ထွက်ခွာတယ် fliegen ပြန်တန်းတယ် abfliegen ဒါဆိုလဲပြန်တန်းတာ gehen သွားတယ် ankommen ဆိုက်ရောက်တယ် kommen လာတယ် aufstehen အိပ်ယာထားတယ် laufen ပြေးတယ် aussteigen ယထာပေါ်ကနေဆင်းလိုက်တယ် mitkommen အတူတူလိုက်လာတယ် ausziehen အဲ့ဆိုရင်အိမ်ပြောင်းတယ် schwimmen ရေကူးတယ် einsteigen အပေါ်တက်တယ် umsteigen ပြောင်းစီတယ် einziehen အိမ်ပြောင်းတယ် umziehen ဒါလည်းတူပဲအိမ်ပြောင်းတာပဲအဲ့မှာ ausziehen ဆိုတာဒါအိမ်ပဲထားပါတော့အိမ်ထဲကနေထွက်လာတယ်ဆိုရင် this is ausziehen အိမ်ထဲကိုဝင်သွားတယ်ဆိုရင် einziehen ဆိုလို့ကျွန်တော်အိမ်အသစ်ထဲကိုပေါ့နော်အိမ်အဟောင်းကနေထွက်လာရင် ausziehen အိမ်အသစ်ထဲဝင်သွားရင် einziehen တိမ်နဲ့တိမ်ပြောင်းတော့ umziehen လို့ခေါ်တယ် this sorry aus ein ဒါသဘောတရားအတူတူပဲ steigen လည်းအတူတူပဲသူရဲ့ preface ရဲ့သဘောတရားကထွက်လာရင် aus ပြောင်းရင် အထဲကိုဝင်ရင် ein သူကအဲ့လိုသုံးတာအဲ့တော့ ziehen ရော steigen ရောသဘောတရားအတူတူပဲညအဲ့တော့အဲ့ဒါမျိုးတွေကထွက်လာတာပဲဖြစ်ဖြစ်ပြောင်းလိုက်တာပဲဖြစ်ဖြစ်အထဲဝင်တာပဲဖြစ်ဖြစ်သူကဘာလုပ်တဲ့ဟာလဲဆိုရင်move ရွေ့သွားတာတော့ position ရွေ့သွားတာတော့ဖြစ်တဲ့အတွက်ကြောင့်မလို့သူအဲ့ဒီလိုစလုံးလေးဆိုရင်အမြဲတမ်း verb sign နဲ့သုံးပေးရမယ် fahren wandern fallen ဒါလည်းအတူတူပဲ drive လုပ်တာပဲဖြစ်ဖြစ် wandern လုပ်တာပဲဖြစ်ဖြစ် fallen skate စီးတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးဟာတွေကြာစပိန်စီးတာပဲဖြစ်ဖြစ်ရွေ့သွားတာဖြစ်တဲ့အတွက်ဒီလိုဟာတွေဆိုရင် verb ကိုကြားလိုက်တာနဲ့ရွေးတဲ့သဘောတရားပိုင်း sign ကိုသုံးတယ်ပေါ့နော်။နောက်ဒီဘက်ခြမ်းဟာတွေဒီဘက်ခြမ်းကဟာတွေကကျတော့situation ပြောင်းသွားတာ aufwachen ဆိုတာ aufwachen ဆိုတာဘာဖြစ်လာတာလဲဆိုလို့ရှိရင်သူကထွားလာတာပေါ့နော်လူကထွားလာတာ။ Now einschlafen ဆိုတာကြတော့အိပ်ပျော်သွားတာ။အိပ်ပျော်သွားတယ်ဆိုတာဒီတခုခုလုံနေရကနေရုတ်တရက်အိပ်ပျော်သွားတာပေါ့နော်။အဲ့လိုပုံစံမျိုးဆိုလို့ရှိရင်လည်း this is situation change သွားတာဖြစ်တဲ့အတွက်sorry aufwachen အိပ်ရနိုးလာတာ einschlafen ကအိပ်ပျော်သွားတာညအဲ့တော့အိပ်ရနိုးတယ်အိပ်ပျော်သွားတယ်နှစ်ခုလုံးအတူတူပဲဘာလို့သုံးလဲဆိုရင် verb sign ကိုသုံးတယ် wachen ကမှထွားတာနော်နောက်တစ်ခု explodieren ဆိုရင်ပောက်ကွဲသွားတာ passieren ဆိုလဲ what happened that is something တခုခုက happen ဖြစ်သွားတယ် sterben တည်တယ် werden ဆိုတာ become ဖြစ်လာတာဥမာငါအမေတယောက်ဖြစ်လာတယ်ကလေးမွေးလိုက်လို့အမေဖြစ်လာတယ်အဲ့ဒါမျိုးဆိုလဲဒါ situation ကအရင်ကဒီတိုင်းကလေးအမေမဟုတ်ဖ ೇನೆ ဒီတိုင်းဖြစ်ရကနေကလေးအမေဖြစ်လာတယ်အဲ့ဒါမျိုးပေါ့နော်နောက်တစ်ခုမှသူကဘွဲရသွားလို့ဆရာဝန်ဖြစ်သွားတယ်အဲ့ဒါမျိုးဆိုရင်လည်းကိုက changes status တစ်ခုခု change သွားတဲ့ဟာမျိုးဆိုရင် verb sign ကိုသုံးပေးရတယ်အဲ့ဒါ verb sign သုံးရတဲ့သဘောတရားပေါ့နော်နောက်တစ်ခုကကျတော့ verb sign က twin ချက်တွေလည်းရှိတယ်ဘလို့ twin ချက်လဲဆိုရင် verb sign ကတော့ sign ကိုပဲပြန်သုံးပေးရတယ်
ဇိုင်းကတည်ရှိမှုကိုပြတာပေါ့နော်ဒါမဲ့လေသူက verb ဇိုင်းကိုပဲပြန်သုံးပေးရတယ်ဘလိုက်ပန်းလည်းအတူတူပဲဘလိုက်ပန်းဆိုတာလည်းတည်ရှိမှုကိုပြတာပဲဒါမဲ့သူက verb ဇိုင်းကိုပဲသုံးပေးရတယ်အဲ့ဒီစလုံးလေးတွေကတော့သူကချွင်းချက်ပေါ့နော်